မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အလုပ်နားရရဖြစ်တဲ့အတွက်ကျွန်တော်ပြင်သွားပြီးတော့ဆက်ဘင်းရှိမှာပဲဖြစ်ပါတယ်ဘိုက်ကလည်းနည်းနည်းပူနေတော့ပေါ့နော်ပိတ်ရလေးပါလေ့ကျင့်ခန်းလေးသွားလုပ်လို့ပဲဖြစ်ပါတယ်ချက်လောက်လိုက်ကြည့်ပေးပါဦးWi-Fi ရဲ့ EDP ကျွန်တော်ကြိုက်ဆုံးရေမွေးတွေရတစ်ခုအခုကျွန်တော်ရောက်နေတာဆိုလို့ရှိရင်တော့ဒီ Buffalo Beach ပေါ့နော် Buffalo Beach လို့လည်းခေါ်ရဲပြီးရင်Downtown East လို့လည်းခေါ်ကြရပါတော့ဒီ Buffalo ဒီစိမ်းလိုင်းပေါ့နော်စိမ်းလိုင်းရဲ့ဟိုးဖုံမှာရှိတာပေါ့နော်ပြီးလို့ရှိရင်ဒီနေ့ကဒီရာသီဥတုကလည်းတာရပေါ့နော်နေရာလည်းအေးအေးလေးဖြစ်တယ်ပြီးလို့ရှိရင်ပိတ်ရက်တွေဆိုလို့ရှိရင်မှာဗျာဒီမှာဒီစပိန်ဖီးရဲ့လူနဲ့လမ်းလျှောက်တဲ့လူနဲ့ပြီးရင်လေ့ကျင့်ခန်းလုပ်တဲ့လူနဲ့ဆိုတော့တတရအေးဖီးလေးရှိရဗျာအခုဆိုလို့ရှိရင်နည်းနည်းမောင်လိုက်ပါတော့အချိန်အပြင်ဆိုလို့ရှိရင်လည်း9နာရီလောက်ရှိပြီကျွန်တော်ဆွေးနေရဆိုလို့ရှိရင်လည်း1နာရီခွဲလောက်ရှိပြီပေါ့နော်ကီလိုမီတာအပြင်ဆိုရင်7ကီလိုမီတာလောက်ရှိပြီပေါ့နော်အဲ့တော့ကျွန်တော်မနက်ဖြန်လည်းလောက်တက်မှာဆိုတော့ပြန်လိုက်ပါအောင်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်